personal training ဆိုတာလူတဦးတစ်ယောက်ချင်းရဲ့ခန္ဓာကိုယ်တိဆောက်ပုံကျန်းမာရေးအခြေအနေသူ့ရဲ့ goal ပေါ်မူတည်ပြီးတော့ customize plan တည်တံ့စီစဉ်ပေးထားတဲ့အစီအစဉ်နဲ့လေ့ကျင့်ပေးရတာဖြစ်ပါတယ်။ညိုတို့ကလူတဦးတစ်ယောက်ချင်းစီရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့ဘာတွေကိုအဓိကထားပြီးတော့ train ပေးလဲဆိုတဲ့ဟာကိုအပိုင်း၄ပိုင်းနဲ့ခွဲခြားကြည့်လို့ရပါတယ်။နံပါတ်1အနေနဲ့က physical assessment နဲ့ corrective exercise ဖြစ်ပါတယ်ခန္ဓာကိုယ်စစ်ဆေးခြင်းနဲ့ပြုပြင်ခြင်းကိုညိုတို့အရင်လုပ်တယ် training မစခင်မှာအရေးကြီးဆုံးက client ရဲ့ alignment ကိုနေဟန်နာကိုကြည့်ရပါတယ် posture correction client ကပခုံးကိုင်းနေလားခါကော့နေတာလားပခုံးတစ်ချမ်းနှိမ့်နေတာလားတင်တစ်ချမ်းစောင်းနေတာလား fluffy ရှိမရှိအရင်ဆုံးကြည့်ပါ client ဒီ mobility stability ကောင်းလားမကောင်းလားသူ့ရဲ့အစစ်အမြစ်တွေကောင်းကောင်းလှုပ်နိုင်ရဲ့လားသူ့ရဲ့ခန္ဓာကိုယ်ကိုကောင်းစွာထိန်းနိုင်တဲ့ stability ရှိလားဆိုတဲ့ဟာလေးကိုအရင်ဦးဆုံးညိုတို့တွေအခြေခံစကြည့်ပါတယ်ပြီးတော့မှ client ရဲ့ posture မမှန်ဘူးဆိုလို့ရှိရင်သူ့ကို posture corrective exercise တွေလုပ်ပေးတယ် client အတွက် mobility stability exercise လေးတွေကိုအရင်ဦးဆုံးစပြီးတော့ထည့်ပေးပါတယ်ပြီးရင် training မစခင်မှာတင်းနေတဲ့ကြွက်သားတွေကိုပြေရောစေဖို့နဲ့ blood flow ကောင်းစေဖို့အတွက် foam roller လိုမျိုးကိရိယာတွေသုံးပြီးတော့ SM မှာကြွက်သားဖြည့်ရော့ခြင်းကိုအရင်လုပ်ပေးတယ်ဒါမှခန္ဓာကိုယ် alignment ကပုံမှန်လာမှာဖြစ်ပါတယ်ပြီးရင် resistant band ကိုသုံးပြီးတော့အခြေခံ foam တွေမှန်အောင်နဲ့ muscle တွေ activation ရအောင်လုပ်ပေးတယ်နံပါတ်2အနေနဲ့ကတော့ functional movement and strength training ဖြစ်ပါတယ်သူ့ကိုနေ့စဉ်ဘဝမှာအမှန်တကယ်အသုံးဝင်စေမဲ့လှုပ်ရှားမှုတွေကိုဖောင်မှန်အောင်သင်ပေးတယ်။လေ့ကျင့်ခန်းလုပ်တဲ့အခါမှာအခြေခံ movement တွေဖြစ်တဲ့ squat hinge push pull rotation lunge အဲ့ဒီအရာတွေကိုဖောင်မှန်အောင်အရင်ဦးဆုံးသင်ပေးတယ်။ client ကဖောင်မှန်သွားတဲ့အခါကျတော့မှလိုအပ်တဲ့အလေးချိန်တွေထည့်ပြီးတော့မှသူ့ကိုအချိန်အကျော့တွေတဖြည်းဖြည်းတိုးမြင့်ပြီးတော့ muscle တွေ grow ဖြစ်အောင်လှုပ်ဆောင်ပေးရတာဖြစ်ပါတယ်။နံပါတ်3အနေနဲ့ကတော့ specific goal training ရည်မှန်းချက်အလိုက်လေ့ကျင့်ခန်းတွေကိုညိုတို့က customize ပြန်ပြီးတော့ဆွဲပေးရတာဖြစ်ပါတယ်။ client တဦးချင်းစီကဘယ်လိုမျိုး goal ကိုတွားချင်တာလဲဥပမာဆိုလို့ရှိရင်ညိုးစီလာတဲ့ client တွေမှာဆိုလို့ရှိရင် weight ကျခြင်းနဲ့တချို့ကျတော့အရန်ပိန်တာဖြစ်တဲ့အတွက်ကြောင့် weight gain ဆော့ခြင်းနဲ့တချို့ကျတော့အစီတော့နည်းနည်းပဲရှိတယ်ဒါပေမဲ့အသားရည်ကပျော့တွင်းနေတယ်အဲ့လိုလူဆိုလို့ရှိရင်အစီကျပြီးတော့မှ muscle gain ဖြစ်အောင် body recomposition နဲ့ပြန်ပြီးတော့တွားပေးတယ်တချို့ client တွေကြတော့လေကိုယ်လက်လှုပ်ရှားမှုနေပြီးတော့အာရုံကြောတွေအားနည်းနေတာဖြစ်တဲ့အတွက်ကြောင့်ကောင်းကောင်းလမ်းလျှောက်တက်အောင်ကောင်းကောင်းခြေလက်တွေတက်အောင်တွားပြီးတော့လေ့ကျင့်ခြင်းနဲ့ client တွေလည်းရှိတယ်ပေါ့နော်အဲ့တော့ client ရဲ့ goal ပေါ်မူတည်ပြီးတော့ညိုတို့က customize workout plan တွေလုပ်ပေးရတာဖြစ်ပါတယ်နံပါတ်4အနေနဲ့ကတော့ lifestyle and recovery ဖြစ်ပါတယ်ရင်ထဲမှာပဲစောတဲ့အချိန်တနာရီကအဓိကကြတာမဟုတ်ဘဲနဲ့ကြံတဲ့23နာရီမှာသူတို့တွေဘလို့နေထိုင်ပြုမှုလဲသူတို့မှာ stress တွေရှိရဲ့လားကိုဆွဲပေးတဲ့ customize diet plan နဲ့ကိုသူတို့တွေနေထိုင်စားသောက်ရဲ့လားပြီးရင်အိတ်ချိန်လုံလောက်စွာရှိရဲ့လားရေဓာတ်လုံလောက်ရဲ့လားကြံတဲ့အချိန်23နာရီကိုပါညိုတို့ကလိုက်ပြီးတော့မှ view site ပေးပြီးတော့ follow up လုပ်ပေးရတာဖြစ်ပါတယ်အနှစ်ချုပ်အနေနဲ့ပြောပြရမယ်ဆိုရင် personal training ဆိုတာ client တယောက်ရဲ့အားနည်းချက်ကိုဖြည့်ဆည်းပေးပြီးတော့အားသာချက်တွေကိုပိုကောင်းမွန်အောင်လုပ်ပေးရတဲ့ injury free ဒဏ်ရာမရရှိဘဲနဲ့ထိရောက်တဲ့ရလက်ထွက်အောင်လမ်းပြပေးရတာဖြစ်ပါတယ်။မှာဆိုလဲညို့ရဲ့ client တွေရဲ့သိတာတဲ့ result ကလေးတွေကိုညိုထည့်ပေးထားပါတယ်။ညိုကိုရိုင်းလည်း2နှစ်တာကာလအတွင်းမှာပေါင်190ရနေပြီးတော့မှပေါင်90ကိုကျန်းမာသောနည်းနဲ့ဝိတ်ချပြီးတော့ physical mental emotion ကို fit ဖြစ်အောင်လုပ်နိုင်ခဲ့တဲ့ certified personal trainer တယောက်ဖြစ်ပါတယ်။ညိုဒီ certified personal trainer, certified fat loss specialist, certified booty specialist နဲ့ certified nutrition specialist ပိုင်းဆိုင်ရာအနေနဲ့ဆိုလို့ရှိရင်တော့ Reiki master တယောက်ဖြစ်တယ်လို့ certified basic counseling scale နဲ့ certified intermediate counseling scale တွေကိုလည်းတက်မြောက်ထားပါတယ်။မျိုးသမီးတွေအားလုံးကျန်းမာလှပတန်မာရမယ်ဆိုတဲ့မျိုးရဲ့ motto အတိုင်းပဲလေ့ကျင့်ပေးခြင်းနဲ့တူတူသွားပြီးတော့မှလက်တွဲခေါ်သွားခြင်းပါတယ်မျိုးနဲ့ PT ယူခြင်းနဲ့အမျိုးသမီးတွေအောက်ပါဖုန်းနံပါတ်ကနေတဆင့်ဒါမှမဟုတ်လို့ရှိရင် Viber Telegram TikTok ကနေတဆင့်ညို့ကိုဆက်သွယ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်